သုဘနာတွေရဲ့အပေါ်မှာသတိထားဝိရိယဆိုင်ဉာဏ်ပညာနဲ့ရှုမှတ်ပေးရမှာဖြစ်ပါတယ်။ဒီလိုရှုမှတ်ပေးကြမယ်ဆိုရင်ခန္ဓာတွေရဲ့ပင်ကိုယ်သဘောကိုမှန်မှန်ကန်ကန်သိမြင်ကြမှာဖြစ်ပါတယ်။ခန္ဓာရှိကဘယ်လိုများဖြစ်ပြနေပါသလဲဆိုရင်အပ္ပဒနာတောအာယတိမမြင်ရဖြတ်ကနေနဲ့ဖြတ်တဲ့ပြည့်စည်သွားလိုက်တဲ့အခုဒီမဲ့ပြည့်အခုဒီမဲ့ပြည့်လျှက်စစ်တွေရဲ့ပင်ကိုယ်သဘာဝအမတန်မှလင်းမြန်လို့နဲ့လင်းမြန်လို့နဲ့လက်လိုက်ပြက်လိုက်လက်လိုက်ပြက်လိုက်လက်လိုက်ပြက်လိုက်ထို့အတူယောဂီများရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးယုံတဲ့တရားတွေဟာလည်းပဲအကြောင်းတရားတွေကပြုပြင်းလိုက်အကြောင်းအဲ့ဒီယုံတဲ့တရားတွေရဲ့မမြင်ရှင်တဲ့ဘောချုပ်ကြောက်ရှင်တဲ့ဘောကိုဆုံးရှင်တဲ့ဘောကြောက်ပြက်ရှင်တဲ့ဘောကိုဆိုလိုတာပဲဖြစ်ပါသူတို့အနိစ္စကတာအနိစ္စလူတ္တိဆိုတာကတော့အဲ့ဒီယုံတဲ့တရားတွေရဲ့အမြင်ရှင်တဲ့ဘောချုပ်ကြောက်ပြက်တဲ့ဘောများကိုကြည့်မှန်းများတော့ပွားနေတဲ့ဒုက္ခကိုဆိုပါအဲအနိစ္စရဲ့အနိစ္စလက္ခဏာရဲ့အနိစ္စဥပတ္တိရဲ့ဆိုပြီးတော့သုံးမျိုးမှရှိတယ်ဒုက္ခပါလေဒီနဲ့ဒုက္ခဒုက္ခလက္ခဏာဒုက္ခဥပတ္တိဟောဒီလိုရှိခန္ဓာ၅ပါးယုတ်တဲ့ဘာအဲဒီခန္ဓာ၅ပါးယုတ်တဲ့ဘာဒုက္ခဒုက္ခကလည်းခန္ဓာ၅ပါးယုတ်တဲ့ဘာလို့ရဲ့ဒီတဲ့ဘာကိုဒီပညာမှာသိစတဲ့ဘောဒုက္ခဥပတ္တိညာတော့အဲ့ဒီခြေပညာမှာသိစတဲ့သဘောတရားတွေကိုရှုပွားနေတဲ့ယောဂီဆိုပါတော့အနတ္တပါလေဒီကအနတ္တလက္ခဏာအနတ္တဥပတ္တိခန္ဓာ၅ပါးယုတ်တဲ့ဘာအတ္တဟုတ်တယ်လေခန္ဓာ၅ပါးယုတ်တဲ့ဘာလို့မပိုင်းချင်းမဆိုင်ချင်းအစိုးမရချင်းကိုယ်လိုကိုယ်ကြိုက်လိုက်ချင်းဆိုတဲ့သဘောတရားများကိုအတ္တ